ဟာအလန်းကလည်းမြည်လာပြီအဲ့ရကလည်းမထချင်အေးရလည်းမိုးအောင်ဒီနေ့ကျောင်းမှာလည်း practical ကလုံးဆရာရှိရယ်အေးတို့အုပ်စုနဲ့ကလည်းရုပ်ရှင်သွားကြည့်မယ်ဆိုပြီးတော့မှချိန်ထားသေးတယ်တပ်ပိုင်နဲ့ကလည်းတွေ့ကျင်သေးရဲ့ဆိုတော့ဒီနေ့တော့ကျောင်းသွားမှဖြစ်မှာကျောင်းပိတ်ရက်ရှည်ကြီးကလည်းလာတော့မှဆိုတော့ဒီနေ့တော့အာတင်ပြီးကျောင်းသွားရမယ်တပ်ပိုင်နဲ့လည်းတွေ့ရအောင်မှဆိုတော့တေချာလှလှလေးဝစ်ပြီးကျောင်းသွားရမယ်ထားရမှာတော့တော်တော်ပြေးတာဟေးဘလောက်အေးကလည်းမဝအောင်ထပြီးအလန်းကြီးထပြီးဟာမမေတို့ကလည်းတရားမှမရှိဘူးစောစီဘယ်သွားနေမှမသိပါဘူးဟောထမင်းဘူးကြောက်လည်းမထည့်ပေးထားဘူးရရလေကျောင်းအကန်ဒီမှာပဲဒီနေ့တော့ဝယ်စားလိုက်ပါတော့မယ်အိမ်တကားကြီးကိုလည်းမပိတ်သွားကြဘူးဖုံးဆက်တော့လည်းမကင်ဘူးပြောရင်ဆိုရင်လည်းကျောင်းကနောက်ကြတော့မယ်အတင်းထင်ရလဲနီးနေပြီသွားတော့မယ်ဒီနေ့မှကျောင်းလာရဲ့လမ်းမှာအရန်အထီးကျန်မှုကောင်းတယ်လို့တခုခုလွမ်းနေရတယ်လို့နဲ့တခုခုကြောင့်ဘာလို့တတိယလို့ရမှန်းမသိအောင်ဖြစ်နေရာသီဥတုကလည်းအုံမိုင်းမိုင်းနဲ့မိုးကရွာကျင်တာလားမရွာကျင်တာလားနေရလည်းမထွက်နဲ့ခံစားချက်ကငိုကျင်တယ်လို့နဲ့ရင်ထဲနေတယ်လို့တဆွဆွခံစားချက်ကြီးဖြစ်နေတယ်အတန်းုံသွားရဲ့လမ်းတစ်လျှောက်မှာလဲအတန်းပေါ်တငယ်ချင်းတွေကိုယ်အစုနဲ့ကိုဟိုလူလိုက်စာဒီလူလိုက်စာနဲ့ပျော်စရာကောင်းတဲ့တက္ကသိုလ်ကျောင်းသားဘဝကိုပျော်ကြီးဖြတ်တန်းနေလိုက်ကြတာစာအုပ်တုပ်ထဲမှာဖတ်ဖူးတယ်လူတစ်ယောက်ရဲ့ဘဝမှာပျော်စရာအကောင်းဆုံးအချိန်ကတက္ကသိုလ်ကျောင်းသားဘဝတဲ့တကယ်လဲကျောင်းသားဘဝကပျော်စရာကောင်းတယ်လေအမလီအတွင်းနေချင်းနေလိုက်တာများအတန်းထဲမှာဆရာမအစာရောင်တင်းနေပြီဆရာမမသိအောင်နောက်ကနေဝင်ပြီးအတန်းလေးခိုးတက်လာရုံပဲဝါအိတ်ချင်လိုက်တာဘိုက်ကလည်းစားလာပြီဆရာမရဲ့စာတင်နေတဲ့အချိန်တွေကမြင်မြင်ကုန်မှာတော့ဟာပြီးပြီဟဲ့ဒီနေ့ဟိုမိန်းမတွေကိုလည်းတရားမှမတွေ့ဖုန်းလည်းမဆက်ကြအောင်ဘယ်ရောက်နေကြရမလဲမသိဘူး12နာရီကလည်းထိုးနေပြီဘိုက်ကလည်းစားလိုက်တာဟေးဖတ်ကိုကန်တင်းမှာနေလဲစားပဲသွားစားတော့မယ်တပ်ပိုင်မျက်နှာလေးလည်းဒီနေ့တွေ့မှဖြစ်မှာပြောရင်းနဲ့အောင်တပ်ပိုင်ကိုတတိယလာပြီဘယ်ရောက်နေမှန်းလည်းမသိပါဘူးအတန်းဟုတ်တဲ့ရလားကျောင်းဒီနေ့လာရလားမသိဘူးငါမှလည်းတပ်ပိုင်ကိုတစ်ဖက်သက်ကြိုက်လာဘာလို့နဲ့တတိယနှစ်တောင်ရောက်နေပြီသူကလည်းငါ့ကိုပြန်မကြိုက်သူနဲ့ငါနဲ့ကလည်းကြောက်မပြီးခင်ကြိုက်ဖြစ်ပါမလားမသိဘူးပြောရင်းနဲ့အောင်တတိယလာပြီဗိုက်စားလိုက်တာကန်တင်းမဲ့သွားပြီးစားတော့မယ်အတန်းလဲပြီးပြီဆိုတော့ဟင်းမှမလို့ဘူးမှလည်းမရှိဘူးဟဲ့ဟိုမှာတပ်ပိုင်ရေးကြီးတုတ်ပြနဲ့ငါ့ကိုလည်းမမြင်ဘူးလားမသိပါဘူးဘေးနားမှာဘယ်သူလဲမသိဘူးအော်ညနာလေးမြင်လိုက်ရအမောကိုပြေသွားတာပဲတပ်ပိုင်နောက်လိုက်သွားအောင်မလိုက်သွားမယ်လို့သာပြောသူ့ကိုမမီတော့ဘယ်များသွားတာပါလဲညနာလည်းမကောင်းပြောရင်းဆိုရင်လည်း practical ချိန်အောင်နီးနေပြီ practical ပဲသွားလို့တော့မယ် practical ပြီးမှပဲအားလုံးကိုလိုက်တွေ့တော့မယ် practical သာလုပ်နေရတငယ်ချင်းတွေကလည်းတရားမှမတွေ့ဘူးဘယ်ပြောက်လို့ဘာကြီးလုပ်နေမှန်းမသိပါဘူးစိတ်ကလည်းမပါနေရထိုင်ရလည်းတမျိုးကြီးရာသီဥတုကြောင့်စိတ်ခံစားချက်တွေကမကောင်းပါဘူးဆိုနေမှအဲ့ဟာနဲ့ practical လုပ်ပြီးအတန်းနေရထွက်လာတော့မိုးတွေကစရွာပါလေရောထီးမပါနဲ့အဆောင်အောက်မှာမိုးတရားစောင့်နေတော့ဘလို့အညိုးနဲ့ရွာမန်းကိုမသိရဲ့မိုးဆက်တွေကိုချီမကြခင်ကြောင်းပြီးပွဲရတော့မယ်ဆိုတော့အလုပ်ရှာမယ်မိဘကိုပြန်လုပ်ကြွေးရမယ်အလက်ရောက်တော့မှလည်းတွေးပျော်တယ်လို့နဲ့ချစ်ရတဲ့တငယ်ချင်းတွေနဲ့ခွဲရတော့မယ်ဆိုတော့တွေးလိုက်ရတော့လဲဝမ်းနဲ့တယ်လို့ပါဖြစ်လာတယ်တော်သေးရဲ့ပထမနှစ်တည်းကတငယ်ချင်းတွေနဲ့ပြောခဲ့ရလို့ဒါပေမဲ့တပ်ပိုင်နဲ့ဝေးရမှာလားပထမနှစ်ကလေးကတစ်ဖက်သက်ကြိုက်လားအခုဒီကိုအခြေအနေကဘာမှမထူးတော့တပ်ပိုင်ရဲ့ပုံစံလေးကအသားကဖြူဖြူအဝေးကလှမ်းကြည့်လိုက်လို့ရှင်မျက်ခုံးနဲ့နှာရံလေးကထင်းလို့နှကန်းလေးကလည်းဖူးဖူးဆူဆူရဲရဲလေးအမလီတွေးနေအောင်ရင်နေခုံလာပြီပြောရင်းနဲ့တပ်ပိုင်နဲ့စတွေ့တော့အကြောင်းလေးကိုစဉ်းစားမိသွားတယ်။အဲ့ဒီကတက္ကသိုလ်ပထမနှစ်တက်နေတော့မလဲတလဲနဲ့ရောင်းလဲလဲဖြစ်နေတဲ့အချိန်ပေါ့။ဆောင်းရာသီအစဆိုတော့မနက်ခင်းလေးအီးမြမြလေးနဲ့ကျောင်းဝင်းထဲမှာလဲလမ်းလျှောက်လို့ကောင်းတဲ့အချိန်ကာလပေါ့။ကျောင်းဝင်းထဲမှာလမ်းလျှောက်နေတော့အနောက်ကနေပြီးတော့ခေါ်တန်ကြားလိုက်တယ်လေ။ဟေးချက်တိတ်။ဘာလဲ။ဘာချတိတ်လဲ။ရှင်လူမားနေပြီနော်။လူမမားပါဘူး။ပထမနှစ်ကချဲမလား။ဟုတ်တယ်လေ။ရှင်ကဘာလုပ်လဲ
ကိုတက်ပိုင်လေးချတိတ်ရဲ့ကျောင်းတော်ကကိုကျောင်းသားရေးရမှာတန်းကူစီပေးခဲ့တာလေဘာလဲအခုမှလူကိုမေသွားပြီပေါ့ချတိတ်နော်ကိုကချတိတ်ကိုအဲ့နေတွေကခင်းနေတာစိတ်ငါကြပဲ ။အော်ညီမပတ်စံသွေးမို့တန်းစီရောလူအုပ်တိုးတော့ကကိုတိုးပေးခဲ့ရဲ့အကိုလား။အော် sorry နော်။ရုပ်တရက်ဆိုတော့မမမီပဲနဲ့ဖြစ်သွားတာ။ညီမနာမည်ကချေလို့ခေါ်ပါရဲ့။အဲ့နေကကူညီပေးခဲ့တာအတွက်လည်းကျေးဇူးအများကြီးတင်တယ်နော်။နောက်လည်းတွေ့ရင်ခေါ်ပါပြောပါ ဟာချတိတ်နာမည်ကချဲတဲ့လားလှလိုက်တာကိုကတော့တက်ပိုင်နဲ့ပထမနှစ်ကြလို့ပထမနှစ်ကိုပြန်တက်နေရလေ ။အဲ့နေကစောင်းရသည်မနဲ့ခင်းလေးကိုစကားတွေအများကြီးပြောပြီးကျောင်းဝင်းထဲမှာလမ်းလျှောက်လာတော့တပ်ပိုင်နဲ့စတိခဲ့အမှတ်တရပေါ့။နောက်ပိုင်းတပ်ပိုင်နဲ့တဖြည်းဖြည်းခင်းလာပြီးတစ်ဖက်သက်ချဲဘက်ကနေပြီးတော့စကြက်လိုက်ရတော့ပဲ။ကိုတပ်ပိုင်ကချောတယ်။ပတ်စံရှိတော့ပြိုတိုင်းကြိုက်ကြိုက်နှင်းစီခိုင်ပေါ့။ဒါပေမဲ့နောက်ဆုံးနှစ်တာရောက်လာတယ်။ကိုတပ်ပိုင်ရီးစားထားရဲ့ကောင်မလေးနဲ့တွဲရဲဆိုတဲ့တဲ့င်းကတခါမှမကြားဘူးတလောက်ပဲ။အဲ့အားကြောင့်လဲချဲကကိုတပ်ပိုင်တစ်ဖက်သက်တန်တန်ဆွဲဖြစ်နေရတာပေါ့။ပြီးတော့ချဲကရုပ်ဆိုးရည်တွေလည်းမပါပေမဲ့ချဲကိုလာကြိုက်တဲ့သူတွေအများကြီးရှိနေပေမဲ့လည်းချဲကိုယ်တိုင်ကကိုတက်ပိုင်မှကိုတက်ပိုင်ဖြစ်နေရလေအခုထိပဲဟဲအတွေးလူနေလိုက်တာမိုးလဲဆဲသွားပြီအေးတို့အုပ်စုတို့ဖုံးဆက်ကြည့်ရောလဲအေးရပြမရလေတနေ့ကုန်လဲဘာဖြစ်နေမှန်းဟိုမသိဘူးအစင်ကလည်းမပြေဘူးအိမ်ပြန်တာပဲကောင်းမယ်ထင်ပါရဲ့အဲ့ဟာနဲ့အိမ်ကိုပြန်လာရင်ညနေမူးချုပ်စားပြည့်ရဲ့အချိန်ဆိုတော့နည်းနည်းတော့မောင်းနေပြီလမ်းထိပ်ကနေပြီးတော့လမ်းလျှောက်ဝင်လာတော့လမ်းထဲကအိမ်တွေလမ်းထဲကလူတချို့ကလှုပ်လှုပ်ရှားရှားနဲ့နည်းနည်းထူးဆန်းနေရဲ့အဲ့လိုနဲ့အိမ်ရှိရောက်တော့မျက်လုံးထဲမှာဘာမှမမြင်နိုင်လိုက်တော့အောင်ခေါင်းထဲမှာလည်းဘလာနက်တိဖြစ်သွားတာမြန်အရာရာအတိတ်ပဲမဲ့သွားတယ်လို့ကိုယ့်ကိုယ်ကိုလည်းပျောက်ကွယ်သွားတယ်လို့ခံစားလိုက်ရတယ်ကျမဘလို့စိတ်နဲ့ဖြေရမှာလဲကျမသမီးလေးချဲကိုတနာလိုက်တာငယ်ငယ်လေးပဲရှိသေးတာမကြခင်ကြောင်းပြီးတော့မှလေပွဲယူဖို့ပွဲချက်ပုံကိုမိသားစုနဲ့တူတူရိုက်ဖို့အားခေးထားတာလေအခုတော့အမေတို့အထားသွားပြီလားသမီးလေးရဲ့အမေဘလို့စိတ်နဲ့ဖြေရမှာလဲအမေကိုပြန်လာကြည့်ပါဦး အမေရဲ့ငိုတန်ကြောင့်အသိစိတ်ဝင်လာတယ်မြင်လိုက်ရတဲ့စာတချို့ကြောင့်ကိုကိုလည်းမယုံနိုင်ဘူးချဲအသက်21ကွယ်လွန်သည်ရဲ့ဘလို့ကြောင့်ငါတေသွားရလဲငါကငါတော့တိမနေခဲ့တာအဲ့အားကြောင့်တနေ့ကုန်အရာအားလုံးကထူးဆန်းနေခဲ့ရပဲငါဘလို့ဖြစ်သွားရလဲချဲနေစဉ်းစားစမ်းတငယ်ချင်းမွေးနေ့ဆိုတော့တောက်စားပြီးအိမ်တော့ရအောင်ပြန်မယ်ဆိုတဲ့စိတ်နဲ့အိမ်ကိုပြန်ဖို့ကားငှားလိုက်တယ်ပြီးတော့ကားနောက်ခန်းထဲကိုဝင်ထိုင်လိုက်တယ်အရင်ကဒီလိုသွားလာရင်အိမ်သားကတငယ်ချင်းတယောက်ကအမြဲပါနေကြအဲ့ဒီမှာသူကနေမကောင်းလို့ဆိုပြီးတော့မလိုက်ဖြစ်ပဲနဲ့နေခဲ့ရသူကလည်းရီဝေဝေးနဲ့တွေးနေတော့ဘုံကနေဆိုပြီးတော့အတန်တစ်ချက်ကြားလိုက်တယ်ကားတက်ခံခဲ့ရတာပဲရှေ့မှာမောင်းနေရဲ့ဦးလေးရောဘလို့အချိန်နေရှိလဲမသိဘူးခြေကိုယ်တိုင်ကတော့ခန္ဓာကိုယ်တစ်ခုလုံးစစ်ကနေဖြစ်သွားတယ်ပြီးတော့အဲ့ဒီညမိုးရွာခဲ့ရပဲသမီးချေကြားရလာခဲ့နော်အမေတို့မျှဝေမှာတာတို့လေးလာခေါ်လက် အမေစီကနမေခေါ်တန်ကြားလိုက်ရတယ်တာတို့လာခေါ်အောင်နဲ့ဟမ်ချဲကိုအခုဖြစ်နေရရောလက်မခံနိုင်သေးဘူးလေချဲမှာလှုပ်เสียရအများကြီးရှိနေသေးရဲ့ဘာလို့ချဲချမှာအခုလိုပဲဖြစ်နေရတာလဲအဲ့ချိန်ကြားလိုက်ရတယ်အားလုံးကြာသမျှအမြယူတော်မူကြပါကုန်လောတာဓု ချဲတာတို့ခေါ်လိုက်ရပါတယ်တာတို့အဲ့ချိန်
ကျေးစီတန်နဲ့အတူချဲလေးတဲ့လွင့်ပါသွားရဲ့ထင်ပါရဲ့